ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ထက်မှခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီနေ့ပထမဆုံးအကြောင်းအရာကတော့ဒီ BBC ကိုတရားစွဲတင်နေဆိုတဲ့အကြောင်းအရာနဲ့စတယ်အခြားမဟုတ်ဘူးဗျ BBC ကိုတရားစွဲတင်နေဆိုတဲ့အကြောင်းအရာကိစ္စပြောရင်ရုပ်တရက်ကြီးခင်ဗျားတို့ကကျွန်တော်တို့မီဒီယာမီဒီယာချင်း fight တယ်ပေါ့တိုက်တယ်ပေါ့ကျွန်တော်တချို့ကပြောလိမ့်မယ်နောက် BBC သတင်းတောက်တွေကကျွန်တော်အမြင်မကြည့်ဖြစ်မယ်တချို့လူတွေကတမျိုးထင်မယ်ပေါ့โอเคဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ကောက်ကြမယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့တစ်ချက်ကတဝယ်ဒေသပေါ့တဝယ်ဒေသလို့ပြောပါမယ်အဲ့မှာအကောက်ခွန်2ဦးစီးတယောက်အသက်ခံလိုက်ရတယ်အဲ့ဖြစ်စဉ်ဖြစ်သွားတယ်အသက်ခံလိုက်ရဖြစ်စဉ်ဖြစ်သွားတယ်အသက်ခံလိုက်ရဘယ်သူတတ်တာလဲဆိုတော့ PDF တွေတတ်တာဆိုတော့ PDF တွေကတတ်တဲ့ကိစ္စနဲ့ပတ်သက်ရင် BBC ကရေးထားတာကျန်တဲ့မီဒီယာတွေပြည်ပြေးတွေခဏထား BBC ကခေတ်တို့မစ္စည်းမာတို့ AR တို့ DVB တို့ဘာလို့ညာတို့ကျန်တဲ့အောက်တန်းစားမီဂလီကကြီးမီဒီယာပြည်ပေါက်စားလေးရေးချင်တာရေးတာကျွန်တော်မထားဘူးပြောလို့ဒါဒီကောင်နဲ့ပြည်ပြေးဆိုတော့ဖမ်းလို့လည်းမရဘူးစီးလို့တောက်လို့လည်းမရဘူးဘာမှလုပ်လို့မရဘူးโอเค BBC ကိုကြတော့ဘာလို့ပဲ BBC ကသတင်းတောက်တွေကမြန်မာပြည်မှာနေတဲ့လူတွေရှိတယ်ဘန်ကောက်မှာနေတဲ့လူရှိတယ်ဘန်ကောက်နဲ့မြန်မာပြည်ကိုသွားတာလုပ်နေတဲ့လူတွေရှိတယ်အဲ့သတင်းတောက်တွေရှိတဲ့အခါကျတော့အဲ့သတင်းရေးတဲ့သတင်းတောက်ကိုအရင်ဆုံးတရားစွဲဆိုပါရမှာပေါ့နော်နောက်သတင်းမီဒီယာကောင်စီမှာအစွမ်းစာရှိတယ်ဆိုတော့သတင်းမီဒီယာကောင်စီကိုတိုင်ကြတာလုပ်ရမှာဘယ်သူကလုပ်ရမှာလဲမေးရင်ဝင်ကြီးဒူးဝင်ကြီးပို့ဆောင်ရေးဒူးဝင်ကြီးဦးအောင်မြိုင်ဆိုတဲ့ပုဂ္ဂိုလ်ကလုပ်ရမှာအဲ့လိုကလုပ်ဘာလို့ဆိုတော့ BBC ရေးတဲ့သတင်းတွေမှာအကောက်ခွန်ဒူးဦးစီးတည်တဲ့ကိစ္စပို့ဆောင်ရေးဒူးဝင်ကြီးရဲ့တားဆိုပြီးတော့တိုက်ရိုက်ကိုဆွဆွဲပြီးရေးသားထားတာဖြစ်တယ်အဲကျွန်တော်လည်းစုံစမ်းကြည့်တယ်မဟုတ်ဘူးမရှိဘူးလို့ပဲပြောတယ်မသိဘူးလို့ပဲပြောတယ်အဲ့တော့ဒါကြောင့်ကျွန်တော်ဒီနေရာမှာ BBC ကိုတရားစွဲတင်တယ်လို့ပြောတာမဟုတ်တဲ့မရှိတဲ့သူတယောက်ရဲ့နာမည်ကိုအသုံးချပြီးလို့ရေးတာဟာအသက်ဆိုင်ရာပုဂ္ဂိုလ်ကတရားစွဲဖို့လိုအပ်လာမင်းနည်းနည်းတော့လူလိုသူလိုနားလည်အောင်ဆွဲပေးတယ်။နောက်မှသူကသူအမားပြန်ပြင်တာပါညာတော့တပိုင်းပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့မနေ့ကလေးကကျွန်တော်ကြည့်တယ်မနေ့ကလေးကကျွန်တော်ဒီသတင်းကိုကျွန်တော်ကြည့်တယ်အခုညနေည9နာရီထိုးကနေဒီအဲ့သတင်းကိုမပြင်ထားဘူး။ဟိုဝင်ကြီးရဲ့ဟွာဆိုတော့ပြင်ထားအဲ့တော့ BBC ကသူ့သတင်းသူခိုင်မာလို့ရာနှုန်းပြည့်တေချာလို့သူရေးတာလားဒါမှမဟုတ်ဒီလိုပဲသူများရေးလို့သူရေးတာသူများရေးလို့သူရေးတာဆိုရင်တော့ဒီကောင်တရားဆွဲရမယ်။တရားဆွဲမယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိသူတွေကအဲ့ဒါကိုရှင်းပြထိထိရောက်ကြိုက်လို့ရမယ်။ဘာလို့ဒီလိုကိစ္စမျိုးမှာမကြိုက်ရင်ဘယ်နှတော့ကြိုက်မလဲအဲ့လိုမေးချင်တယ်။အဲ့တော့ကဲကျွန်တော်တို့ဖြစ်စဉ်လေးဖတ်ပြမယ်။ဖြစ်စဉ်တော့အကြောင်းအရာမို့ဖြစ်စဉ်အကြောင်းအကောက်ခွန်ဒူဦးစီးအကောက်ခွန်ဒူဦးစီးလို့ပဲခေါ်မလားပေါ့နော်။အကောက်ခွန်ဦးစီးဌာနရဲ့ဒူအကောက်ခွန်မှုပေါ့။ဦးဖြိုးဆန်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကိုပြီးခဲ့တဲ့ဒီ20ရက်နေ့ဇူလိုင်20ရက်နေ့က PDF ဖွဲ့တွေကဖမ်းသွားတယ်။ဘာမှဖမ်းတာလဲဆိုတော့တဝယ်မျိုးမှာတက်ဖမ်းတာတော့မဟုတ်ဘူး။ဒီပုဂ္ဂိုလ်ကဇူလိုင်20ရက်နေ့မှာလောင်းလုံမျိုးနဲ့မောင်းမကန်ခန်းကြီးကနေပြီးတော့အပြန်မှာသူ့ကို PDF အဖွဲ့တွေကနေပြီးတော့သတင်းရပြီးတော့ဖမ်းလိုက်တဲ့အတွက်သူ့ကိုဖမ်းလိုက်တယ်20ရက်နေ့ဇူလိုင်20ရက်ဖမ်းတာဒီနေ့ကအားလုံးသိတဲ့အတိုင်းပဲဩဂုတ်လ18ရက်ဆိုတော့တလပြည့်ဖို့ကရက်ပိုင်းလေးပဲလိုတယ်နိုင်ပိုင်းလေးပဲလိုတယ်နော်အဲ့တော့တလရှိပြီလို့မှတ်ပေါ့နော်တလကြာတော့အခါကျမှသူ့ကိုတတ်လိုက်ပါပြီဆိုတာမျိုးအဖြစ်မတော်ပြစ်တတ်လိုက်ရပါပြီဆိုတော့မျိုးရေးသားပေါ်ပြတယ်ပေါ်ပြတဲ့အခါမှာသူ့ကိုတတ်တဲ့ပြစ်တတ်တဲ့အကြောင်းရင်းပေါ်ပြတဲ့အခါမှာနော်ဒီထွက်ပြေးတယ်ပေါ့ထွက်ပြေးဖို့ခုခံမှုကြိုးစားတယ်ပေါ့ထွက်ပြေးတယ်ခုခံမှုကြိုးစားပါတယ်ဆိုပြီးတော့ပြစ်ခတ်ခံလို့တည်ဆုံးပါတယ်ဆိုပြီးတော့သူရေးတယ်နော်ဆိုတော့ပြီးခဲ့တဲ့ဇူလိုင်20ရက်နေ့ကဇူလိုင်20ရက်နေ့ကဦးဖြိုးဆန်ဆိုတဲ့ပုဂ္ဂိုလ်အကောက်ခွန်ဒူအကောက်ခွန်မှုပေါ့နော်သူ့ကိုလောင်းလုံမြို့နယ်မောင်းမကန်ကြီးရွာရောက်နေတဲ့အချိန်မှာသူတို့ရဲ့ PDF အဖွဲ့ကနေဖမ်းတယ်ဆိုတဲ့အကြောင်းဖော်ပြတယ်ဒါလည်းကျွန်တော်တို့ဖော်ပြခဲ့ပြီးပြီဖမ်းလို့ဖော်ပြခဲ့ပြီးတော့အဲ့ဒီနောက်မှာ18ရက်ကြာတော့သူတို့ဒီဦးဖြိုးဆန်ဆိုတဲ့ပုဂ္ဂိုလ်ကသူတို့ခုခံတဲ့အတွက်ထွက်ပြေးလို့ဖမ်းဆီးရင်းနဲ့ပြစ်လိုက်တယ်အဲဒါကြောင့်သိဆုံးသွားပါတယ်ဆိုပြီးတော့ဒီတိုင်းပဲထုတ်ပြန်တယ်ပေါ့နော်ဆိုတော့ထုတ်ပြန်တဲ့အခါမှာသူကဘာပြောလဲဆိုတော့ပြီးဘာထပ်ဖတ်ပြောလဲဆိုတော့ဝန်ထမ်းတွေကိုလည်းပြောချင်တာပေါ့စစ်တပ်ခိုင်းတာကိုမလုပ်ဘူးလုပ်ရင်တော့လူတို့ဒုက္ခပေးဖို့စစ်တပ်ခိုင်းတာမလုပ်ဖို့လူတို့ဒုက္ခပေးဖို့လူတို့ဒုက္ခပေးရင်ခင်ဗျားပေါ်ရင်ခင်ဗျားတို့သမားတွေခံရမယ်ခင်ဗျားတို့ပြန်ပြီးမှတ်တမ်းတင်ခင်ဗျားတို့ပြန်ပြီးတော့ဖမ်းမယ်စီးမယ်ပေါ့ဗျာစသဖြင့်ရဲဘော်စောသားကိုဆိုတဲ့ပုဂ္ဂိုလ်ကနော်အဲ့ဒီ PDF ဖွဲ့ရဲ့ဒါတင်းတိုင်တဲ့စစ်ထနာပေါ့သူတို့ခေါ်တော့တင်းတိုင်စစ်ထနာနီးပြီးတော့33နော်အဲ့ရစောသားကိုဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဒါသူတို့ပြောတယ်ပေါ့ဗျာဒါသူတို့မလို့ဘာပြောတယ်โอเคအဲ့တော့ကျွန်တော်ကဒါကိုရိုးရိုးလေးပဲပြန်ပြီး review လုပ်ကြမယ်ပေါ့နော်ဆိုတော့လူကတော့ဒီအကောက်ခွန်ဒူအကောက်ခွန်မူအဖြိုးဆန်ကွယ်လွန်သွားပြီဆိုတာမှန်သလားမင်းကျွန်တော် confirm လုပ်ကြည့်တယ်မှန်တယ်တဲ့ဘယ်လောက်မှန်လဲမင်းအဲ့ဥဖြိုးဆန်ကဒဝဲနဲ့မောင်းမကန်ခဏစိုက်ကယ်လေးနဲ့သွားနေရလူဖြစ်တယ်တဲ့ခဏသွားတယ်မောင်းမကန်မှာသူသွားပျော်တာလားပျော်ကြရှိလို့သွားပျော်တာလားကျွန်တော်မသိဘူးသွားတယ်ခဏဒဝဲမြို့ပေါ်လူတွေကလည်းသူအဲ့လိုသွားမှန်းကိုသိတယ်မောင်းမကန်လူတွေကလည်းသူလာမှန်းကိုသိတယ်သိတော့မောင်းမကန်ကန်းချီမှာကျွန်တော်သိရတော့မောင်းမကန်ကန်းချီတဝိုက်မှာတော်တော်များများက PDF သတင်းတွေအများကြီးရှိတယ်မောင်းမကန်ကန်းချီတော့ PDF သတင်းတွေအများကြီးရှိတယ်
ပြောရင်များဟိုသတင်းပြန်ပေးနိုင်တဲ့လူတွေအများကြီးပဲအဲ့တော့သတင်းပြန်ပေးတာပေါ့ဗျာပေးတော့ဒီလူခေါက်ကလာနေတော့ဒီလူလာတဲ့ခါမှာတွေ့တဲ့ခါမှာဒီကောင်ဒီလိုတွေ့တဲ့ခါမှာသတင်းပေးတဲ့ခါမှာခုန PDF ဖွဲ့တွေကဒီမောင်းမကန်တဲ့တဝဲချားလမ်းပေါ်မှာလမ်းတနေရာမှာဒီကောင်စောင့်ပြီးတော့စိုက်ကန်နဲ့လာသူစောင့်ဖမ်းသွားတယ်လို့သိရတယ်ဖမ်းသွားပြီးတော့စစ်စစ်မြတ်မှုတွေကြီးကျယ်လုံးအောင်ဗျာလုံးပြီးရနောက်မှာတော့ဒါစစ်စစ်မြတ်တဲ့ဟာတွေကတော့ဘာတွေစစ်လို့ဘာတွေမေးလို့ဘာတွေမြန်လဲဆိုတော့မသိရပေမဲ့ဟို PDF ဘက်ကတော့ထုတ်ပြန်ခြင်းလို့ထုတ်ပြန်တော့မယ်တိုက်တယ်လို့သူတို့ထုတ်ပြန်ခွင့်ရှိတယ်သူတို့လက်ထက်ရောက်သွားပြီဆိုတော့တိုက်တယ်လို့ထုတ်ပြန်ခွင့်ရှိသွားပြီပြီးတော့ဘယ်နေရာဖမ်းသွားလဲဆိုတော့မသိရနိုင်ဘူးပေါ့နော်ဆိုတော့ကြည့်ရတာသက်ဆိုင်ရာမိသားစုဝင်တွေသက်ဆိုင်ရာတာဝန်ရှိသူတွေကြည့်ရတာဘာခေါ်မလဲဒီပြန်ပေးဆွဲသလိုမျိုးပတ်စံတောင်းတဲ့ဟာမျိုးတွေလည်းရှိအောင်ရှိနေမယ်ရှိအောင်ရှိခဲ့လိမ့်မယ်အဲ့တော့နောက်ဆုံးမှာကျတော့သူ့ကိုဘာမှမရနိုင်ဘူးဆိုတော့ပြစ်တက်လိုက်တယ်ကျွန်တော်သိရတဲ့လောက်အောက်ကလာ18ရက်ဒီနေ့ကြာထုတ်ပြန်တဲ့ချိန်ကြာမှနော်သူတို့ပြောဝင်ရ18ရက်ထုတ်ပြန်ချိန်မှာ19ရက်နေ့ကထွက်ပြေးသွားလို့ပြစ်တက်တာပါလို့သူကပြောတယ်ဒါပေမဲ့ကျွန်တော်သိရတဲ့လောက်တော့နော်သိရတဲ့လောက်တော့အဲ့ဒီဖမ်းသွားပြီးတော့တပတ်တွင်းမှာပဲပြစ်တက်လိုက်တာလို့ကျွန်တော်သိရတယ်ဖမ်းသွားပြီးတပတ်တွင်းမှာပြစ်တက်တာဇူလိုင်လကုန်လထဲမှာပြစ်တက်တာဒါပေမဲ့အဲ့ဒါကိုခေါင်းစဉ်ရှာပြီးထုတ်ပြန်မှုကျတော့ဘာရင်ထုတ်ပြန်မှမသိတော့နောက်ဆုံးဒီဘက်ရအလားဒီမှာခေါင်းစဉ်ရှာတယ်မြို့သူရှာကြီးမှနောက်ဆုံးမတက်တာအဆုံးကြမှာပတ်စံလည်းညစ်လို့မရဘာမှလုပ်လို့မရအဆုံးကြမှနောက်ဆုံးမှာထွက်ပြေးတိတ်ဆောင်သွားလို့ပြစ်တက်တာပါလို့ပြောတယ်သူတို့ဖမ်းဆီးထိန်းသိမ်းတဲ့အချိန်တုန်းကလေကျွန်တော်တို့သိရသလောက်တချို့သူနဲ့နည်းနည်းအနည်းငယ်ဆက်သွယ်လိုက်တဲ့ခဏလောက်ဆက်သွယ်မိလိုက်တဲ့ပုံကိုပြောဖို့ရဟိုလူကတော်တော်လေးဒီပုံကဒီဖြိုးဆန်ဆိုတဲ့ဦးဖြိုးဆန်ဆိုကိုဖြိုးဆန်ဆိုတဲ့ပုံကိုတော်တော်လေးထိုးကြည့်ရိုက်နေထုနဲ့ခံထားတာမျက်နှာလည်းစစ်ပစ်တတ်နေတကူလုံးလည်းစစ်ပစ်တတ်နေပြောရင်ကြာဟိုထွက်ပြေးဖို့မပြောနဲ့ခမရလည်းဟိုထွက်ပြေးဖို့မပြောနဲ့မျက်စောင်းတော်ဒီလိုလှမ်းမထိုးနိုင်တဲ့ဘောရောက်နေတာအဲ့ PDF တွေမျက်စောင်းတော်လှမ်းမထိုးနိုင်ထွက်ပြေးဖို့မပြောနဲ့မျက်စောင်းတော်မထိုးနိုင်တဲ့ဘောရောက်သွားပြီအခြေအနေကအဲ့လိုအခြေအနေမျိုးကြီးကနေထွက်ပြေးပါတယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ပြစ်တတ်တယ်ဆိုတာနည်းနည်းတော့ရုပ်ပေါက်တော့ဗျာရုပ်ပေါက်တော့ဒါကတော့လုပ်လို့ရတာဗျာနောက်ဆုံးရှင်းပြတော့ပြစ်ချင်သလိုပြစ်တတ်ပြီးတော့နောက်ထွက်ပြေးလို့ပြစ်တတ်တာပါလို့ခေါင်းစဉ်တက်ရင်လေရသလားမင်းခင်ဗျားတို့တာမန်ပြည်သူတွေစဉ်းစားလို့ရတာပဲခင်ဗျားတို့ကအုံတော့ရှိရစဉ်းစားကြည့်လို့ရတာဟုတ်ဖြစ်လာမဖြစ်လာစဉ်းစားကြည့်လို့ရဒါတစ်ချက်နောက်တစ်ခုကနောက်တဲ့ဒါရှုတော့ဒီကောင်လေးရှုတော့ထုတ်ပြန်ချက်တစ်ခုနောက်တစ်ခုကအစိုးရဘိုင်းကိုကျွန်တော်ထုတ်ပြန်ချင်တာအစိုးရဘိုင်းကျတော့ဗာလဲဆိုတော့ဒီလောက်ဗျာကိုယ့်ရဲ့အရာရှိတယောက် government officer တယောက်ကို government officer တယောက်ကိုလက်နက်ကအကြမ်းဖက်ဖို့တစ်ဖွဲ့ကဖမ်းသွားတယ်နော် government officer တယောက်ကိုလက်နက်ကအကြမ်းဖက်တစ်ဖွဲ့ကဖမ်းသွားတယ်ဖမ်းသွားတဲ့ဟာကိုပြန်မကယ်နိုင်ဘူးပြန်ကယ်နိုင်တလကြာရည်ပြန်မကယ်နိုင်ဘူးမကယ်နိုင်တဲ့ဟိုလူပြစ်တာကိုခံလိုက်ရတေးသွားတယ်တေးသွားတဲ့အထိလက်နက်ကအကြမ်းဖက်ဖို့ကိုဒီဘက်က action ဘာမှမလုပ်နိုင်ဘူးဆိုကြတဲ့ခင်ဗျားတို့ဒီ government officer တယောက်ကိုဘယ်လိုမျိုး government အခြားသော government officer တွေကိုဘယ်လိုမျိုးအမခံချက်ပေးကြမှာလဲအဲ့တော့ခင်ဗျားပြဿနာရှိသွားပြီနော်ဆိုတော့ဟိုလူကဒီလူကဒီကိုဖြိုးဆန်ဆိုတဲ့ပုံကထားပါတော့သူ့ပြားဟိုကလတ်တဲ့နတ်တဲ့ပဲနေဘလို့နေပြားတော့နောက်ဆုံးရှင်းပြရင်သူကသူဟိုပျော်တဲ့ပါတဲ့ပဲနေဘလို့နေဘလောက်ပဲဟိုစီးနဲ့ကန်းနဲ့ဘလို့နေဖို့တတိပေးနေချင်းလိုနေလို့ပြောလောလောဆယ်မှာအဲ့ဒါသူ့အပိုင်းဖြစ်သွားပြီးတော့လောလောဆယ်သတင်းတွေကြီးသွားတာအပိုင်းဟာအစိုးရရဲ့အရာရှိတယောက်ကို PDF ကဖမ်းပြီးတော့ချက်ကလေးငယ်လေးလိုဖမ်းပြီးတော့ဒီလိုပြတ်တက်လိုက်တယ်ဆိုတဲ့ဟာကြီးကကြတော့ခင်ဗျအစိုးရပုံရိပ်ကိုမထိခိုက်ဘူးလားမထိခိုက်ဘူးလားထိခိုက်လားမထိခိုက်လားခင်ဗျားတို့အစိုးရတာဝန်ရှိသူတွေသိတယ်တိုင်းအစိုးရဖွဲ့သိရမယ်တိုင်းမှာရှိတဲ့တိုင်းမှုနဲ့တာဝန်ရှိသူတွေသိရမယ်ဒါရှင်းလေးပဲခင်ဗျားတို့ဂုံတိတ်ကောင်မထီးဘူးလို့ခင်ဗျားတို့ထင်လို့လားဟိုကချက်ကလေးငယ်လေးဖမ်းတယ်လို့မောင်းမကန်ကန်းကြီးမှာလာဖမ်းသွားပြီးတော့ကန်းကြီးအပြန်လမ်းမှာပြန်ဖမ်းသွားပြီးတော့တိုင်းဆိုပြတ်တက်လိုက်တယ်လိုထိုးကြိတ်ထုနဲ့ရိုက်နေပြီးတော့မှပြီးတော့ပြစ်တက်လိုက်တယ်ပြီးတော့မှဗာလဲထွက်ပြေးလို့ပြစ်တာပါဆိုစကလုံးလောက်နဲ့ပြီးသွားတယ်ထွက်ပြေးတယ်ခုခံလို့ပြစ်တာပါဆိုပြီးတော့ဒါနဲ့ပြီးသွားတယ်အဲ့ဒါကိုအာဏာပိုင်ဖွဲ့စည်းတွေကဘာမှမလုပ်နိုင်မဲ့ငို့တို့ထိုင်ကြည့်နေရဒီနေ့ကြီးဘာတခွန်းတပါးများအစိုးရဘက်ကဘာတခွန်းတပါးမှမပြောနိုင်ပဲနဲ့ငြိမ်ပြီးခံနေရတယ်ဆိုတာအစိုးရရဲ့ဂုဏ်သိက္ခာဘယ်လောက်ကြာဆင်းလဲဆိုတော့အစိုးရအသိကိုတူရတယ်ဒါတည်းချင်းနော်အဲ့တော့မကယ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်သွားတက်ရောက်တယ်မကယ်နိုင်ဘူးမကယ်နိုင်ဘူးဖြစ်လာရင်မကယ်နိုင်ဘူးဆိုတဲ့စကလုံးကဝန်ထမ်းတွေကြားတဲ့ခေါင်းတွေကိုရောက်မသွားဘူးလားဖြစ်လာရင်ကွာမကယ်နိုင်ပါဘူးငါတို့အစိုးရဝန်ထမ်းတွေနေလေတကယ်ဖြစ်လာတဲ့ခါကျငါတို့မကယ်နိုင်ဘူးငါတို့ကယ်မဲ့လို့မရှိပါဘူးကွာဆိုတဲ့ဝန်ထမ်းတွေရဲ့ခံစားချက်ကိုရောက်သွားမယ်ပြီးတော့လက်နက်ကင်ပြည်သူကနေပြည်မှာရှိတဲ့ဝန်ထမ်းတွေအတွက်ကဘယ်လိုစဉ်းစားစီမလဲအဲ့ဒါအစိုးရရဲ့ဩဇာအာဏာနဲ့တိုက်ရိုက်ဆိုင်တယ်သူများနိုင်ငံတွေဘာလို့ဗျာသူတို့ officer တယောက်ကိုဒီလိုပြစ်တက်လို့တော့တေသွားလို့တော့အဲ့ဒီတစ်ဖွဲ့လုံးတေဖို့တာပြင်တာအကုန်လုံး operation အကုန်ရှင်းတာတကောင်းအချင်းမတော့အကုန်ရှင်းတာအဲ့လက်နက်ကင်ကျတဲ့တဖို့တကောင်းမတော့အကုန်ရှင်းတာသူများနိုင်ငံမှာတော့မြန်မာနိုင်ငံကတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါကျွန်တော်မသိဘူးအဲ့တော့ဒါအစိုးရကကယ်တင်ပေးနိုင်တဲ့အပိုင်းမှာမလုံနိုင်ဘူးဆိုတော့တွားတွေ့ရတယ်တလကြာတဲ့အထိခင်ဗျာအထူး mission နဲ့ဆွဲပြီးရှင်းလင်းကယ်ဆယ်တာလုံနိုင်လားဆိုတော့မလုံနိုင်ဘူးဆိုကြတဲ့ဒီတဝဲဒေသရဲ့လုံခြုံရေးအပိုင်းကိုခင်ဗျားတို့ဘာလုပ်ကြမှာလဲဆိုတော့မိကိုကျွန်တော်မေးရတော့ဖြစ်လာဒါတစ်ချက်နှစ်ချက်ပေါ့နော်နောက်တစ်ခုနှစ်ချက်သုံးချက်က BBC ကိုတရားစွဲတဲ့နေဆိုတဲ့စကားအခြားမဟုတ်အကောက်ခွန်မူဦးဖြိုးဆန်ကသူပြောတာ BBC ရဲ့ရေးသားချက်ခုတိရှိရနော် तू ကနေပြည်တော်မှာတာဝန်ထမ်းတဲ့ပို့ဆောင်ရေးဒုဝန်ကြီးဦးအောင်မြိုင်ရဲ့သားတဲ့ဆိုပြီးတော့ရေးထားတယ်
အကောက်ခွန်ဒူးဝင်ကြီးဦးအောင်မြန်ရဲ့သားဖြစ်ပါတယ်ပို့ဆောင်ရေး sorry ပို့ဆောင်ရေးကဒူးဝင်ကြီးရဲ့ဦးအောင်မြန်ရဲ့သားဖြစ်ပါတယ်လို့ BBC ကအတိလင်းရေးထားတယ်ခင်ဗျားတို့အခုချိန်မှာရုပ်သံ screenshot တော့ကျွန်တော်အခုပြောတော့ screenshot တော့ဖမ်းလိုက်အစိုးရထားတဲ့တော့ဖမ်းလိုက် screenshot ဖမ်းပြီး BBC ကိုငါတို့မင်းဒီကိစ္စဖြေရှင်းချက်ပေးမပေးရင်မတရားဆွဲမယ်ဆိုအဲ့သက်ဆိုင်ရာဦးအောင်မြန်ဆိုတဲ့ပုဂ္ဂိုလ်က BBC ကိုချက်ချင်းကောင်တာလုပ်ပြီးတော့မင်းတို့ဖြေရှင်းချက်ပေးမပေးမင်းတို့ငါတရားဆွဲမယ်မင်းတို့သတင်းမှကြောင်းတောင်းမယ်မတောင်းမယ်ငါတို့မတောင်းမယ်မင်းတို့ငါတရားဆွဲမယ်အဲ့လိုလုပ်ရမှာတကယ်လို့ကိုယ်သားမဟုတ်ဘူးဆိုရင်ပြောတာဟုတ်နေရင်တော့လေငြိမ်ခံကြပါဗျာခင်ဗျားတို့ငြိမ်သာခံကြခင်ဗျားတို့ BBC ရေးတာခံတာမဟုတ်တာရေးလက်ခံဟုတ်တာရေးလက်ခံငြိမ်သာခံကြခင်ဗျားတို့ BBC ရေးတာကြငြိမ်ခံတယ်ပြည်တွင်းမီဒီယာရေးတာကြတော့ခင်ဗျားတို့ကဟိုပြဿနာရှာခြင်းနဲ့ဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းလို့ဆိုခင်ဗျားတို့ကကြည့်တယ်လုံးကြအောင်ကျွန်တော်တို့ကတခါကြရလဲစိတ်ထဲပါလို့ဆိုကျွန်တော်တို့မမျှတဘူးလို့ခံစားရတယ်လုံးဝမမျှတဘူးလို့ခံစားရတယ်ဘာမှလည်းတရားမျှတဘူးBBC ရေးချင်တာရေးမှားအကုန်ရေးလို့ရပြီကျွန်တော်တို့ပြည်တွင်းမီဒီယာရေးလို့မရဘူးဆိုတော့ခင်ဗျားတို့ကဗျာခင်ဗျားတို့ကဘာမှလည်းခင်ဗျားတို့တရားမျှတမှုလူကြီးလူကောင်းဆန်မှုဘာမှလည်းဒီမိုကရေစီဆန်မှုဘာမှလည်း digital right ဘာမှလည်းခင်ဗျာဟိုဘာလဲ press freedom ဘာမှလည်းကျွန်တော်မေးရအခု BBC အဲ့လိုရေးတယ်တရားဆွဲဘသူဆွဲလဲဘသူမှမလုပ်ဘူးအခုချိန်ထိနိုင်ငံတော်မီဒီယာနိုင်ငံပိုင်အစိုးရတာဝန်ရှိသူတွေကအစနောက်တစ်ခါသက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေအစုံဘသူကမှအဲ့ဥအောင်မြန်ရဲ့ဒါမဟုတ်ပါဘူးလို့ဘသူကမှထွက်ပြီးညင်းတာတရားမရှိဘူးကျွန်တော်စုံစမ်းမေးမြန်းတယ်အကောက်ခွန်ဘက်ကတာဝန်ရှိသူကျွန်တော်မိတ်ဆွေတွေပါမေးတယ်ဥအောင်မြန်ဒါမဟုတ်ပါဘူးတဲ့ကိုဖြိုးစံကျွန်တော်တို့သိတယ်တဲ့ကိုဖြိုးစံဟိုမဟုတ်ဘူးလေတဲ့ဥအောင်မြန်ဒါမဟုတ်ပါဘူးတဲ့တေချောင်ဆိုကျွန်တော်မိတ်ဆွေဆိုတေချောင်ထပ်ပြီးမေးသေးတယ်သူတေချောင်ကျွန်တော်မေးကြုံလို့ထပ်မေးတယ်မဟုတ်ဘူးဆိုတော့ထပ်ပြောတယ်မဟုတ်ဘူးနော်တဲ့သူ့ဝင်ကြီးဒါမဟုတ်ပါဘူးအဲ့ဒါနဲ့ကျွန်တော်သူ့တယောက်တည်းနဲ့မယုံလို့ဒဝဲဘက်ကိုလှမ်းမိတယ်ဒဝဲကပြောတယ်မဟုတ်ပါဘူးတဲ့အကောက်ခွန်ဒူးဝင်ကြီး sorry ဒီကိုဖြိုးအကောက်ခွန်ဒူးဦးစီးဒူးအကောက်ခွန်မူကိုဖြိုးစံဟိုဆောက်ပို့ဆောင်ရေးဒူးဝင်ကြီးဦးအောင်မြန်ဒါမဟုတ်ပါဘူးတဲ့ဆိုပြီးတော့ဒဝဲဘက်ကကျွန်တော်မိတ်ဆွေတွေကလည်းပြောတယ်ဟာဒါဆိုရှင်းနေတာပဲသူကရင်ပြည်နယ်ကနေဒဝဲကိုလာတာဝန်ထမ်းဆောင်တာကရင်ကနေဒဝဲကိုလာတာဝန်ထမ်းဆောင်တာတဲ့ကရင်ပြည်နယ်မှာတာဝန်ကြပြီးမှဒီဘက်ကိုဒဝဲကိုပြောင်းလာဒဝဲမှာတော့သူနဲ့ပတ်သက်အတန်လေးနေပါရှိတယ်ရှိပင်ရှိတော်ညာဆိုဒါသူကိစ္စသူကသူကိစ္စပဲသို့တော့ government officer တယောက်ကိုအကြမ်းဖက်သမားတွေကဒီလိုဂုတ်ဆွဲပြီးတော့ခေါ်ပြီးတော့ checkling ကလေးဖမ်းသွားပြီးသူပြစ်တတ်တယ်ဆိုတဲ့ကိစ္စကြီးခင်ဗျာဘလောက်အစိုးရသိခါကြလဲပြီးတော့ဒူပို့ဆောင်ရေးဝင်ကြီးရဲ့ပို့ဆောင်ရေးဒူဝင်ကြီးရဲ့သားပါလို့ BBC ကရေးတာကိုဘယ်အစိုးရတာဝန်ရှိသူမှငင်းချက်မထုတ်ဘူးလို့ဘယ်သူကမှဒါမဟုတ်ဘူးဆိုတော့မပြောသလိုဘယ်သူကမှလည်းဘာမှမပြောတော့ဘာ BBC ရေးတာမှန်တယ်လို့လားမှားနေတယ်လို့ကျွန်တော်တို့ကသိထားတယ်အဲ့မှားနေတာကိုမှားနေတာဒီလိုတရားဆွဲဆိုတော့မဆွဲဘူးဆွဲမှလည်းမဟုတ်ဘူးကျွန်တော်ကြည့်ရတယ်ကျွန်တော်မေးရရှင်းလေး BBC ကလည်းအဲ့ကိစ္စကိုဖြေရှင်းရမှာဘူးတက်တီမရေးဘူး BBC ကသတင်းတော်တွေပဲဟိုတမင်ကိုရေချက်ရှိလောက်တာလားဘာလဲတော့မသိဘူးအခုတခုပါလဲအပြင်မှာဘာဖြစ်လဲပြည်ပြင်းမီဒီယာကြီးကြားမှာဘာဖြစ်လဲနောက်တစ်ခါဟို YouTube ကနေအန်တာခောက်ပြီးလှုပ်ရှားမဲ့ဟိုတရောင်းစားများအုပ်စုဆိုတာရှိတယ် YouTube နဲ့အန်တာခောက်လှုပ်ရှားတရောင်းစားများအုပ်စုဟိုပေါ်လူတို့ဟိုကောင်ဟိုပေါ်ဘာလဲဟိုကောင်လဲဟိုတနာယူအောင်တော့ရှိတယ်ဟိုကောင်လဲပေါ်ဘာလဲဘာကောင်လေးလဲဘာလေးဆိုလဲအဲ့ကောင်ဟာတာလို့တဲ့ကောင်အဲ့ကောင်တနာယူကျွန်တော်သိတယ်အဲ့ကောင်တနာယူပဲကျွန်တော်သိတယ်ဘလို့တနာယူလဲဆိုတာလဲကျွန်တော်သိတယ်ဘလောက်တနာယူခဲ့လဲဆိုတာကျွန်တော်သိတယ်โอเคထားအောင်အဲ့ကောင်လေးနော်အဲ့ကောင်တကယ်တနာယူရှိတယ်ကောင်ဟာတာကောင်ကွာပိုးလေးအဲ့ကောင်တွေနော်လူပြည့်ကျွန်တော်တရောင်းစားတွေအဲ့နော်လောင်းစားတွေနောက်တော့ဟိုကောင်တွေရှိသေးတယ်အဲ့တုံးစုလုံးကကြတော့အဲ့ကောင်တွေကဒါကိုပြောလိမ့်မယ်ဘာပြောမှမလဲနော်အဲ့မှာပြောလိမ့်မယ်တွေ့လားဒုဝင်ကြီးရဲ့တောင်းတော့ငါတို့ဒီလိုဖမ်းပြီးတတ်နိုင်ခဲ့ပြီမြန်လားဘာညာတကယ်ကြီးကပြောကြအောင်အဲ့ဒီတုံးစုလုံးအဲ့ဒါလည်းငြိမ်ခံနေဦးမှာပဲဒီစက်အာနာပိုင်အစိုးရအဖွဲ့တွေကျွန်တော်တို့ကမနေနိုင်လို့ဝင်ပြောတဲ့ခါကျပြောတဲ့ကောင်တွေကလည်းနေတိုင်းနဲ့ကျွန်တော်တို့မှပြောရတာခင်ဗျစဉ်းစားကြည့်အစိုးရဘက်ကဘာမှတိုးမလုပ်ဘူးတာဝန်ရှိတဲ့ဥအောင်မြိုင်ဘက်ကလည်းတိုးမမလုပ်ဘူးဆိုတော့သွားပြီပေါ့ဗျာတွေ့တရားဆွဲပလိုက် BBC ကိုရေးတရားဆွဲလိုက်ကျန်တဲ့ကောင်မဆွဲ BBC တရားဆွဲလိုက် BBC ဘယ်ကောင်ကြီးအဲ့တဲ့ရေးတဲ့ကောင်တရားဆွဲ BBC ရဲ့မြန်မာတာဝန်ကောင်တရားဆွဲမြန်မာတာဝန်တရားဆွဲမြန်မာသတင်းတော်တွေအကုန်လုံးဘယ်ကောင်လဲနာမည်ထွက်မထွက်အကုန်တရားဆွဲတယ်တန်းစီဆွဲပလိုက်သတင်းတော်အကုန်လုံးတရားဆွဲတယ် BBC မြန်မာသတင်းတော်အကုန်တရားဆွဲတယ်ဆွဲပလိုက်ဒီသတင်းအတွက်တရားဆွဲတယ်မြန်မာပြည်ကိုခြေချလို့မရအောင်တရားဆွဲပလိုက်ရှင်းနေရတယ်ပွဲပြီးတော့ခင်ဗျာလုပ်ကြည့်ပါအဲ့ BBC အချက်ချင်းခင်ဗျာအတောင်းဝင်လာလိမ့်မယ်လောက်အဲ့ဒါမျိုးအဲ့လိုလုပ်ရတယ်ဒါပေမဲ့ကိုကဘာမှမအဲ့တော့ဒီဖြိုးဆန်ဆိုတဲ့ပုဂ္ဂိုလ်ကကိုဖြိုးဆန်ဆိုတဲ့ပုဂ္ဂိုလ်ကဒီတဝဲစကမ်းမှာစာဝင်ကြတယ်သူဘာလုပ်တာလဲတဝဲစကမ်းမှာသူကသူ့ရဲ့စကမ်းကိစ္စတွေပါအကောက်ခွန်ဆိုတဲ့အတိုင်းပေါ့စကမ်းကိစ္စတွေပါသူတာဝန်ထမ်းဆောင်မဲ့လူပဲဖြစ်တယ်တဝဲစကမ်းစီမံကိန်းဆိုတာလေဘယ်လိုစီမံကိန်းလဲအခုတမန်တော်ရုရှားသွားနေတယ်အဲ့ဒါအလကားမဟုတ်ဘူးပြီးတော့အဲ့နားမှာအမောင်းမကန်နားမှာဒီလိုဖြစ်တယ်ခင်ဗျစဉ်းစားကြည့်ဒါတော်တော်ဆိုးဆိုးဝါးဖြစ်နေတဲ့ကိစ္စပဲတော်တော်ဆိုးဆိုးဖြစ်နေတဲ့ကိစ္စပဲเนาะအဲ့ဒါလေးကကျွန်တော်တို့တော်တော်ဖြစ်တယ်အဲ့တော့ကဲကျွန်တော်တို့အခုဒါကျွန်တော်ပြောကြရည်လေဒီလောက်ဆိုရင်လောက်ပြီလို့ထင်တယ်ကျန်တာတော့ခင်ဗျားတို့ကိုယ့်ကိုကြိုက်တဲ့ပြည်သူစဉ်းစားနော်ကျွန်တော်တိုင်းပြည်မှာဖြစ်နေအဲ့ဒါပဲအခုကျွန်တော်တို့ခုနေမှားရေးကြည့်လိုက်အမလေးဆက်လာလိမ့်မယ်ဘာလို့ဖြစ်တာညာလို့ဖြစ်တာ comment တွေကကျွန်တော်တို့ဆဲမယ်မုံနေအောင်ဆဲမယ်စုပ်ပြတ်တယ်အောင်ပြောမယ် BBC ရတော့တကောင်းအောင်ပြောကဲဘယ်လိုလုပ်ကြခင်ဗျားတို့ကဘာလဲနိုင်ရဖိထောင်တာလားနိုင်တဲ့လူဖိထောင်ကြတာလားအဲ့လိုလားနိုင်ဖိထောင်ပြည်လုံးမှာနေဖိထောင်ဥပဒေတရားကောင်ဖိထောင်အဲ့လိုလား
တော်တော်စိတ်ပြုတ်ကိုကောင်းတယ်ဗျာခင်ဗျာအဲ့ဒါတော်တော်ကိုစိတ်ပြုတ်ကိုကောင်းတယ်လောမှာကိုကျွန်တော်လည်းကိုယ်လည်းပြန်လူလည်းကျွန်တော်ဟိုကိုယ်မှလည်းဒါနှလုံးသားရှိတယ်ခံစားချက်ရှိတယ် journalist ကခံစားချက်မရှိအောင်ဆိုပြီး journalist ဆိုပြီးလူတွေကလုံဝဲဗျာဟို journalist ပဲဒါပေမဲ့မတရားလို့ခံစားရတဲ့ကိစ္စကြီးကိုမတရားလို့လည်းကျွန်တော်ပြောပါပဲမတရားမှမတရားတာကြီး BBC ဘာမှမလုပ်ဘူး BBC ကြတော့အခုဘာမှမလုပ်ဘူးဘာမှလုံးဝပုံလည်းမပေါ်ဘူးအဲစောင့်ကြည့်ဘာမှမလုပ်ဘူးပြီးရင် BBC ကျွန်တော်တို့ဟီဟဲနဲ့အဘတွေနဲ့တွဲကြအောင်မယ်သူတို့တွေ့တဲ့ကောင်တွေကျတော့ဟီဟဲလုပ်တယ်ကဲအဲ့ဒါဘယ်လိုလုပ်မလဲတိုင်းပြည်ကအဲ့လိုတိုင်းပြည်ဘယ်လိုမှမရအောင်အဲ့တော့ကဲအခုအကောက်ကောင်ဘာမှမဆိုင်တဲ့ government officer တယောက်အသက်ခံလိုက်ရတယ်အသက်ခံလိုက်တဲ့ကိစ္စကိုဘယ်သူမှဘာမှမထွက်ဘူးဘာမှလည်းမပြောဘူးမှန်ကြောင်းလည်းမပြောဘူးမှားကြောင်းလည်းမပြောဘူးဘာမှလည်းမလုပ်အတန်လေးတဲပြီးတော့ငြိမ်ပြီးကြိတ်ပြီးတော့ခံနေကြတယ်ကဲစဉ်းစားကြည့်ဘလောက်စိတ်ဘူးနေပယ်သိစီရနော်လုံယုံရေးနေပယ်ကလည်းငြိမ်ခံနေတယ်သက်ဆိုင်ရာသတင်းမှားလို့မှားတယ်လို့ထောက်ပြမယ်လူတယောက်မှမရှိဘူးဘယ်သူမှလည်းဘာမှမပြောအခုငြိမ်ပြီးကြိတ်ပြီးခံနေတယ်ခံကောင်းလို့ငြိမ်ကြိတ်ခံနေကြလားကျွန်တော်လည်းမသိဘူးကြာခင်ဗျာတော်တော်စိတ်ပြုတ်ကောင်းတဲ့အုပ်စုတွေနော်ဒီလိုပဲကျွန်တော်ရင်ပြောချင်တယ်ဒါတစ်ချက်ပဲနော်ဒါကျန်တော့ခင်ဗျာကြိုက်တာတွေးဗျာရှင်းရှင်းလေးပဲကြိုက်တာတွေးဒါတစ်ချက်နှစ်ချက်ကဘာလဲဆိုတော့အခုတဝဲကိစ္စပြောပြီဒါဒီလူကတဝဲမှာတောင်းကြတဲ့ပုဂ္ဂိုလ်နော်တဝဲကအကောက်ခွန်ဦးစီးဌာနရဲ့ဒုအကောက်ခွန်မှုโอเคဒါပြောပြီတဝဲကိစ္စအခုသမ္မတရုရှားသွားတယ်ထိုင်းကလည်းရုရှားသွားထားတယ်ပြီးခဲ့ရပိုင်းလေးအခုသမ္မတရုရှားသွားတယ်သမ္မတနဲ့ဟိုရုရှားသမ္မတပူတင်ဒီနေ့ဒါဖက်လက်ကနေနှုတ်ဆက်ပါညာအကုန်ဒါတွေကိုမြင်ပြီးသွားပြီကျွန်တော်ပြောကြမလို့ခင်ဗျားတို့ကြိုက်တဲ့နေမှာအစိုးရရဲ့ lobby media မှာသွားကြည့်လိုက်ရှင်းရှင်းလေးအစိုးရရဲ့ lobby media အစိုးရလက်ဝဲက media သွားကြည့်လိုက်နော်ရှင်းရှင်းလေးအစိုးရလက်ဝဲက media သွားကြည့်ကျွန်တော်ကြည့်မနေကျွန်တော်တို့ရှိမှာအဲ့ဒါတွေအဲ့ဓာတ်ပုံတွေအဲ့ဟာတွေကတို့တင်တော့မှကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်ကြည့်ခွင့်မရှိဘူးအဲ့ lobby media သွားကြည့်ကျွန်တော်တို့လာလိုက် lobby ပြောတာကျွန်တော်တင်းတယ်ရှင်းပြရင်ဘာလို့ lobby လဲလို့မေးချင်တယ်ခါကြရင်ဟိုမှာဟိုရင်းတော့အဲ့ဒါကြောင့် lobby လို့မခေါ်ကျွန်တော်ကျတော့ lobby ခေါ်တယ်စောက်ပေါ်တယ်လို့မှအဲ့ဟိုကျွန်တော်ခေါ်တဲ့ကောင်တွေပြောတာခေါ်တဲ့ကောင်တွေပြောတာပါကျွန်တော်ပြောတာမဟုတ်ကျွန်တော်လူပြောမှာမဟုတ်တွားခွင့်ရတဲ့လူပြောနေတာမဟုတ်ဘူးလိုက်ပါဖြစ်တဲ့လူပြောနေတာမဟုတ်ဘူးပြောချင်တာဟိုအပြင်ကကောင်တွေခေါ်တယ် lobby ဘာဘဲ lobby တော့မဟုတ်ဟိုကောင်တွေတွားကြမင်းတို့ပါးစပ်ကပိတ်နေတာအဲ့လိုပဲပြောချင်တာကဲအဲ့လိုပဲငါပြောချင်တယ်တခါကျကျွန်တော်လည်းစိတ်ကတူလာပြီအဲ့တော့ဟိုတူနဲ့စွတ်ပြောတော့မှာပေါ့နော်အထားပါတော့